ရည်လေးကြီးချင်ပါကျွန်တော်တို့ဗုဒ္ဓဘာသာဘက်ကနေတော့မရက်တီးပြီးတော့ online မှာဖြည့်ရှင်းပြောကြားနေတဲ့ကိုကျော်ကြီးလေကျေးဇူးလည်းတင်ပါတယ်ဒီလေးလေးစားပါတယ်ဒါကြောင့်ကိုကျော်ကြီးရဲ့စကားလေးတခုယူသုံးမယ်ပြောမှလည်းအားနာတယ်ဟုတ်တယ်ကိုကျော်ကြီးစကားကျွန်တော်ယူသုံးမှရသည်သူတို့ကချီးတုံးနဲ့လိုက်ထူနေတာပဲကျွန်တော်တို့ဘယ်လိုခံယူနိုင်လဲဆိုတော့အပင်မြင့်လေးဒီတိုက်တန်ခံရလီပေါ့လေဒါသဘာဝပဲအဲ့လိုသဘောပဲခံယူနိုင်ပါတယ်ဒါတော့ဖြည့်ရှင်းရမယ်ဒီမဟုတ်တော့မမှန်တာဒါပြောရင်တော့ဖြည့်ရှင်းရမှာထားတော့ကျွန်တော်ပြောချင်တာဒီသူကသူတာနာပြုတာလည်းအောက်တန်းကြရပေါ့ဗျအဲ့လိုပဲပြောရတော့ဒီလိုပဲပြောရတော့ကျွန်တော်ဘာကြောင့်ဒီလိုပြောလဲဆိုတော့ကျွန်တော်စပင်းညှက်ပါတယ်ဈေးထဲမှာစပင်းညှက်တာပေါ့နော်စပင်းညှက်ဆိုင်ဖွင့်တာကျွန်တော်ဆိုင်ရဲ့ဆိုင်ဘီတဆိုင်ကျော်ကမွတ်စလင်တာမီးအထေရောက်တော့ပေါ့မွတ်စလင်တာမီးထေရောက်တော့ထေရောက်နေသူသမီးလေးကိုပြားဖို့ပါသူတို့မွတ်စလင်တွေခြုံနေပါလေပူခါပေါ့နော်အဲ့ဒါပြင်ပူခါအဲ့ဒါကိုမျက်စိလေးပဲပို့တော့အဲ့ဒါလေးပူခါတယ်အဲ့လိုက်ခြုံတော့သူထေရောက်အဲ့သူသမီးလေးပေးတာအမေရတဲ့အမေရဆိုရင်ကျွန်တော်တို့ဒီမြန်မာလူမျိုးတွေသိတာပေါ့နော်အမေရကိန်းဒီမတီတန်ဘူးတော်လေးဝမင်းမမြတ်ဘူးသူတို့ကအဲ့လိုတော်ဟာတော့သူအဲ့လိုတန်တနာပြုတော့ပြုပါမပြုသူယုံကြည်ရသူညတန်တနာပြုတာဘုရားဘာသာမှာလည်းတန်တနာပြုအရန်ရှင်တွေရှိပါဒါပေမဲ့သူတို့တန်တနာပြုပေါ်ကအောက်တန်းကြတော့ပေါ့နော်အဲ့လိုသူတို့မှအမှန်သူတို့မှမြင့်မြတ်တယ်အဲ့ဒီလူမျိုးတွေဖြစ်နေတယ်တစ်ဖက်စွန်းရောက်တော့ပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ဘုရားဘာသာဝင်တွေသိအောင်လို့ကျွန်တော်ကပြောပြချင်တာပါနောက်တစ်ခုကဟုတ်ပြီသူတို့ယုံကြည်တဲ့ဖန်ဆင်းရှင်ဆိုတာဘာယူဖန်ဆင်းတဲ့စကြဝဠာကိုဖန်ဆင်းပါတယ်သူအမြဲအဲ့လိုလူပြောနေဖန်ဆင်းရှင်တဖန်ဆင်းရှင်နဲ့ဖန်ဆင်းရှင်ဟုတ်ပြီမြေကြီးကိုဖန်ဆင်းတယ်တဲ့ကောင်းကင်ကိုဖန်ဆင်းတယ်ဟုတ်ပြီဖန်ဆင်းတယ်မြေကြီးဖန်ဆင်းတယ်ဟုတ်ပြီဒီမှာမြေကြီးကျွန်တော်ဒီမှာလက်နဲ့ကန်လို့ရတယ်မြေကြီးဖန်ဆင်းတယ်ဟုတ်ပြီလက်ခံတယ်ကောင်းကင်ကဘယ်ဟာတော့ဒီကျွန်တော်ဒီလက်ရှိနေတဲ့ကဘာနေထိုးတော့မှာမဟုတ်ကောင်းကင်လက်ချကြည့်ပေါ့ဒါကျွန်တော်သိတာလေးကျွန်တော်လက်ဆင့်ကမ်းမျှဝေတာပါ sharing လုပ်တာပေါ့နော်ကောင်းကင်ဒီလက်ရှိနေတဲ့ကျွန်တော်တို့ကဘာနေထိုးတော့ပါတခြားသောကဘာဂျိုသို့မဟုတ်တခြားသောဂျိုတွေကိုရောက်သွားရောက်ပါမယ်သို့မဟုတ်ဒီတက်ချီကျွန်တော်နေနဲ့ကဘာကိုပြန်ရောက်ချင်ရောက်အဲ့ဆက်ကြောက်လာတဲ့သဘောပဲထိုးတော့ဆက်ကြောက်လာတော့အဆုံးစမရှိနန္ဒဆက်ကြောက်လာအဲ့တော့သူမြေကြီးဖန်ဆင်းမှာကောင်းကင်မှာဆက်ကြောက်လမ်းဖန်ဆင်းမှာလေရှောက်ပြောဒီလောက်ဆိုရင်ကျွန်တော်တို့ဘုရားဘာသာဝင်နေအားလုံးလည်းပဲဘောဘောမှာသူတို့ကအင်းလားအမှန်လားပေါ့နော်ဒါသိနိုင်ပါလေအဲ့ဒါလေးလက်ဆင့်ကညှဝေပေးတာပါနောက်တော့မြတ်တော့အလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ